အမျိုးသမီးတွေအတွက်အိမ်အောင်ပြုတ်ဖို့အကောင်းဆုံးကဘယ်ချိန်ဖြစ်မလဲအရင်ဘက်ကကိုစောင်းပါလေးပေါ့နော် post လေးတစ်ခုတင်ပူပါတယ်ရည်စားတယောက်ကိုအကြာကြီးမထားဖို့9နှစ်ကနေပြီးတော့မှ10နှစ်လောက်ပတ်လဲအထိပေါ့နော်ရည်စားတယောက်ထားလို့ရှိရင်ဆက်ဆက်ထားတဲ့နေ့ချိန်ကနေပြီးတော့မှ3နှစ်လောက်အတွင်းမှာ3နှစ်ပတ်လည်လောက်အတွင်းမှာကိုကဘာလုပ်မယ်ယူမလားမယူဘူးလားပြပြတတ်ဆုံးဖြတ်ဖို့ပေါ့နော်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့စောင်းပါလေးရေးထားပါတယ်ဖတ်ကြည့်ခြင်းလို့ရှိရင် comment မှာ link လေးပေးထားပါတယ်အဲ့ဒါဖတ်ကြည့်လို့ရပါတယ်ဆိုတော့အခုဗီဒီယိုလေးကအဲ့ဒါနဲ့ဆက်ပြီးတော့ပြောသွားခြင်းလို့ဒီဗီဒီယိုလေးကိုလုပ်ဖြစ်တာပဲဖြစ်ပါတယ်30ကနေ35အထိကတိတ်ပြီးပြဿနာမရှိဘူးတိတ်တတိထားမိစရာပြောင်းလဲမရှိသေးဘူးပေါ့နော်ဒါပေမဲ့35နောက်ပိုင်းကျလို့ရှိရင်မြို့သမီးတွေအတွက်အိမ်တောင်ဘက်ရှာဖို့အိမ်တောင်ဘက်ရွေးချယ်ဖို့ကပို့ပြီးတော့မှခက်ခဲလာတယ်လိုချင်အောင်တော့လိုချင်တာမရအောင်ကိုလိုချင်တာရှာမတွေ့ဘူးဘာဖြစ်လို့လဲတော့ဒီချက်နဲ့ပတ်သက်ပြီးတော့ဒီ title နဲ့ပတ်သက်ပြီးတော့စနေထင်တဲ့အရာလေးကိုကိုဆွေးနွေးသွားကြည့်ချင်ပါတယ်နံပါတ်1ချက်ကပို့ပြီးတော့ကြီးများလာတာအသက်30ကျော်လာတဲ့ချိန်မှာပို့ပြီးတော့ရင့်ကျက်လာတယ်ဒီအုံနှောက်ကိုသုံးတက်လာတယ်ပို့ပြီးတော့ငငယ်ရထက်လေမျောလင့်တာပေါ့နော်ဒီ30ပတ်လည်မှာလဲခေါင်းကို3တက်လောက်တဲ့ level ရှိဖို့တော့မျောလင့်ပါတယ်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ငငယ်ရလူမျိုးချစ်တာတွေနှစ်တာတွေဒီဟာမျက်မသေးတော့မယ်ဆိုအဲ့လိုမျိုးတွေထက်လူတယောက်ကိုကြိုက်ဖို့စိတ်ဝင်စားပြီဆိုရင်တော့မှသူ့ရဲ့အလောက်ကံပါလဲဒီချင်းရပါလဲ personality ရပါလဲတိုင်ဝမ်ဆွေမျိုးကဘယ်လိုလဲငါ့ဘလို့ဆက်ဆက်မှာလဲအများကြီး question တွေထုတ်တက်လာပြီဘာကြောင့်ဆိုတော့ကောင်းတဲ့ချက်နော်ပို့ပြီးတော့စဉ်းစားတက်လာရင့်ကျက်လာတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးတွေစပြီးစဉ်းစားလာပြီအဲ့မှဒီ30ပတ်လေဒီတယောက်တည်းနေလာတဲ့မိန်းမတယောက်ကလည်းသူ့ဘာသူရက်တည်နေနိုင်ပြီယောက်ျားတယောက်ရှိလဲရတယ်မရှိလဲဖြစ်နေတဲ့အနေအထားမျိုးမှရှိတယ်ဆိုတော့သူဒုက္ခကိုပို့ပြီးတော့မှမရှာချင်တော့ဘူးအဲ့တော့ဒါနံပါတ်2ချက်ကရွေးချယ်စရာတွေပို့ပြီးတော့မှရှာလာတာသုံးစားလို့မရတဲ့ခောက်ကောင်လေးငငယ်လေးတွေကွာအဲ့ဒါလေးတွေကိုလည်းကိုကကလေးထင်းတယ်လို့မျိုး support လိုက်လုပ်ပြီးတော့မှစိတ်ပင်မှန်းလည်းမခံချင်တော့ဘူးရွယ်လူယောက်ျားတွေကြတော့လေအဲ့ဒီ35အဲ့လောက်ဝင်းချင်းယောက်ျားတွေကြတော့လေအိမ်တောင်တွေကြပြီးနေပြီမိမတွေရပြီးွားပြီယူသွားကြပြီကောင်းကောင်းမွန်မွန်ယောက်ျားတွေကြတော့လည်းမရှိတော့ဘူးတခုလက်တော့မုတ်ဆိုးဖို့တို့အဲ့လိုမျိုးတွေတော့ရှိတယ်ပေါ့နော်ရှိတယ်မှာကြံတယ်ပေါ့နော်ဆိုတော့အဲ့မျိုးကြတော့လေကိုကဖြစ်နိုင်လို့ရှိရင်ကိုကမစဉ်းစားချင်ဘူးဆိုတော့အသက်ကြီးတဲ့လူစဉ်းစားဖို့ကြတော့လေကိုက20စွန်း20ပတ်လည်အရွယ်တုန်းကအကိုကြီးခေါ်တဲ့အသက်နဲ့ကိုကအခု35လောက်မှာအကိုကြီးခေါ်မဲ့အသက်ကမတူတော့ဘူးဆိုတော့အဲ့ဒီအရွယ်မိန်းမတွေကတိတ်ပြီးတော့မှကိုရအသက်ကြီးတာကိုမစဉ်းစားချင်တော့ကိုယ်လည်းပတ်စံရှာနိုင်နေတယ်ကိုရက်တည်နေနိုင်တယ်ဆိုတော့ရှိပါတယ်တချို့ပေါ့နော်အဲ့ဒီပဲဒီလူပြိုကြီးတွေပေါ့နော်တခါမှလည်းအိမ်အောင်မကြဘူးကိုလိုပဲအဲ့လိုကြသူတို့တွေကြတော့လေသူတို့တော့မယူဘဲနဲ့ကိုတွေလိုပဲတခုဒီ single ဖြစ်ရှိနေတာဆိုတော့သူတို့ကလည်းကိုတွေလိုပဲစီစာရမ်းကြောင်တယ်စီစာကြောင်တဲ့လူပြိုကြီးတွေကြည့်တကယ်ကိုရှာပပခန့်ခန့်ချောရုပ်လဲချောသူဝင်ငွေလဲကောင်းပတ်စံလဲရှိအဲ့လိုမျိုးပေါ့နော်တောင်းဖြောင်းအဲ့လိုမျိုးအသက်အလယ်ပိုင်းတက်လက်ပိုင်းအမျိုးသားတွေလည်းကြံသေးတယ် single ဖြစ်ဒါပေမဲ့အဲ့ဒီမှာတခုရှိတာကသူတို့ကသူတို့အနေထားနဲ့ခုချိန်မှာယူမယ်ဆိုလို့ရှိရင်တော့တက်35ပတ်လည်းမိမတယောက်ကိုသူတို့သိမစင်စားတော့ဘာဖြစ်လို့ဆိုငေးတဲ့လမ်းနဲ့ single လေးတွေကောင်မလေးတွေပဲသူတို့ကယူတော့မှာ20ပတ်လည်းလေးเนาะဖြစ်နိုင်စေကြောတက်ပဲယူချင်တာဘယ်နိုင်ငံမဆိုဘယ်လူမျိုးမဆိုတကဘာလုံးမှာပတ်ကြည့်ယောက်ျားအတူတူပဲယောက်ျားဆိုတာငေးတာလှတာကိုကြိုက်တာအဲ့ဒီကြောင့်လို့ဖြစ်နိုင်လို့ရှိရင်အဲ့ဒီအရွယ်ပြည့်စုံနေတဲ့ယောက်ျားတွေကတက်နိုင်သမျှငယ်တဲ့မိန်းမကိုပဲလိုချင်တာဒါလည်းသူတို့အပြစ်တော့မဟုတ်ဘူးလေဟုတ်တယ်မလားเนาะဒါကိုကအမှန်တရားကားပဲမယ်ကိုကလက်ခံဆိုတော့ရှိပါတယ်ရှာပပပြင်သစ်ရဲ့တမရကသူ့ရဲ့ငငယ်တုန်းကဆရာမပေါ့เนาะသူတဲ့အသက်မှာ20ကျော်လောက်ကြီးရဲ့မြို့သမီးကိုလက်ထက်တာတို့ပြီးတော့ Bollywood မင်းသမီး Priyanka Chopra Nick Jonas နဲ့ယူထားလေသူထက်ငယ်တယ်လေအများကြီးလေသူမှ Miss Universe ပြိုင်လို့နိုင်တဲ့အချိန်မှာအကောင်လေးကမှအခုမှကလေးလေးပဲရှိသေးတယ်လေအဲ့ဒါကိုသူယူထားဒါပေမဲ့သူတို့က Priyanka Chopra လည်း Miss ပတ်စံလေးရန်ချမ်းသာလေကဘာကျော်မင်းသမီးလေဟုတ်တယ်မလားအဲ့တော့ချင်းနေမတူဒါအရင်ရှားပါတဲ့ rare chanceအဲ့ဒါလည်း Priyanka Chopra လေကိုက Priyanka Chopra မဟုတ်တော့သိတယ်မလားဆိုတော့ leverage ကြစဉ်းစားကြမယ်ဆိုလို့ရှိရင်ကိုကအဲ့ဒီချိန်မှာအရင်လှပြီးမိုက်ပြီးတော့ငယ်ရွယ်နှုတ်ပြိုပြီးတော့ fresh ဖြစ်ပြီးပတ်စံနေလည်းရှိနေတယ်ဆိုလို့ရှိရင်တော့ Priyanka Chopra လိုမျိုးဖြစ်နိုင်မှာပေါ့သို့တော့ခုနလိုပဲကြားတွေကငယ်တာနှုတ်ပြိုတာကိုကြိုက်ကြတယ်ရေဘူးရအပြင်အမှန်တရားကနားခါပဲမဲ့ငယ်နေတုန်းလှနေတုန်းကရွေးချယ်စရာတွေပိုပြီးများတယ်အဲ့35ပတ်လေအထိဒါနံပါတ်1နံပါတ်3ချက်ကကြတော့ကိုဝင်ဆောင်ကလေးမွေးဖို့အတွက်မြို့သမီးတွေရဲ့ biologically ရအသက်35 36 39 40နာအဲ့ဒါပတ်လေတွေဆိုလို့ရှိရင်ကိုဝင်မရဘူးမဟုတ်ရတယ်ဒါပေမဲ့လို့
ရသည့်တိုင်အောင်လူကငငယ်တုန်းကလောက် energy မရှိတော့ဒါဟိုကိုလည်းခံစားမိတယ်ကိုအသက်20ဆွန်းဆွန်းတော့နဲ့အခု30ဆွန်းဆွန်းနည်းနည်းလေးပဲဆွန်းသေးတယ်အဲ့ဒီအချိန်ကလည်း energy မတူတော့ခဏကိုကပို့ပြီးတော့မှဘယ်လိုပြောမလဲပင်ပန်းလာတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီကိုဝင်ကဖြစ်လာမယ် result တွေဟိုကိုဝင်တန်နေဟိုငငယ်တော့လောက်မခံနိုင်တော့အဲ့ဒါကတစ်ချက်ပေါ့နော်ပြီးတော့အမေနဲ့ခလေးနဲ့အသက်အများကြီးကွာတာလည်းမကောင်းလို့တော့ထင်မိတယ်ဘောနော်စိတ်လည်းရှည်ချင်မှရှည်တော့မှခလေးထိမ့်မှုအတွက်လည်းလေအဲ့ဒါကဒီကိုဝင်ဆောင်နဲ့ပတ်သက်တဲ့ biologically ပေါ့နော်စဉ်းစားရမယ့်အချက်ကလေးတစ်ချက်ပေါ့ဟောတခြားအချက်တွေလည်းအများကြီးရှိပေမဲ့အဓိကကအမျိုးသမီး35နောက်ပိုင်းနော်36 37 38 blah 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 အဲ့နောက်ပိုင်းကအိမ်အောင်ဘက်ရှာဖို့အတွက်ပို့ပြီးခက်ခဲလာတာလို့ဒီအချက်တွေကြောင့်မလို့တော့စန်တီကထင်ပါတယ်အဲ့ကြောင့်အဲ့ဒါတွေကြောင့်မလို့အမျိုးသမီးတစ်ယောက်ကကိုကခလေးလိုချင်တယ်မိသားစုလိုချင်တယ်အိမ်အောင်ပြုတ်ချင်တယ်ဆိုလို့ရှိရင် the best timing အကောင်းဆုံးအိမ်အောင်ပြုတ်ဖို့အတွက်အရွယ်က26လောက်ကနေပြီးတော့35အတွင်းလို့ကျွန်မကတော့ထင်တယ်အရင်စောလို့ရင်လည်းမကောင်း26အမတိုင်ခင်ကဖြစ်နိုင်လို့ရှိရင်လူဘဝဒီ life ကြီးကို single ဘဝကိုအပြည့်အဝ enjoy လုပ်တယ်အများကြီးလေ့လာစားရလုပ်တွေစူးစမ်းနောက်ကိုဘဝကိုခီးတွေတော့အများကြီး enjoy လုပ်စောလို့ရင်မကောင်းပြီးတော့နောင်တရတဲ့ငါငယ်တော့မှငါငယ်ဘဝကိုဘောနော်အပြည့်အဝမသုံးလိုက်ရလေချင်းဆိုပြီးတော့မှနောင်တရတတ်တယ်ပြီးတော့ဒီကောင်းကအုံနောက်ပိုင်းဆိုင်ရလဲအရင်ကြီးမတွေးနိုင်သေးဘူးမရင်ချက်သေးဘူးအတွေ့အကြုံတွေမစုံသေးတဲ့အတွက်ကြောင့်မလို့အိမ်အောင်စောပြုတ်ဖို့လေကိုကတိတ်ပြီးတော့မှအားမပေးဘူးအရင် too late after 35ကိုလည်းတအားကြီးတော့အားမပေးဘူး the best timing က26 to 35ကတကယ်ကိုအကောင်းဆုံးအချိန်ပဲနော်နောက်ပြီးတော့လေအရွေးမလွန်ဖို့လဲလို့တယ်သိလားကိုကအရင်ကြောက်တယ်လीနော်ဟာဒါတစ်သက်လုံးသေးတဲ့ထီတာပေါင်းရတော့မယ်ယောက်ျားဟာအသေးစဉ်းစားရမယ်သူလေ့လာရမယ်ဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးတော့မှ3နှစ်3မှုရှေ့ခေတ်က3နှစ်3မှုအပြင်လွန်ပြီး6နှစ်9နှစ်တွေဖြစ်သွားတဲ့လူတွေနော်အဲ့လိုမျိုး relationship မှာ stuck ဖြစ်သွားစဉ်းစားတာလေ့လာတာမကောင်းမဟုတ်ကောင်းပါတယ်ဒါပေမဲ့စဉ်းစားလွန်သွားတာမကောင်းပွင့်လင်းလင်းပြောပြမယ်အိမ်တောင်ကြီးကဘလောက်ပဲတွက်ချက်ပြီးတော့ယူနောက်ကန်ကောင်းကြောင်းမလိုက်ကွဲတာပဲချစ်လို့ပဲယူမချစ်လို့ပဲယူဘယ်သူမှကြုံမပြောနိုင်ထီထိုးရတယ်လို့ပဲပွင့်လင်းလင်းပြောရလို့ရှင်စယူကြတဲ့ကကွင်းရင်ဘာဖြစ်မဲဆိုတော့စိတ်မျိုးလဲကိုက prepare ပေါ့နော်အကောင်းဆုံးကိုစူးစမ်းပြီးတော့စိတ်ကိုလည်းပြင်ဆင်ထားတာကောင်းတယ်ဒါအိမ်ထောင်ကြီးနော်ပြီးတော့လူတယောက်အကြောင်းကိုသူတည်သွားတဲ့အထိသူ့အကြောင်းတရားခိုင်တော့သိဖို့ဆိုတာမလွယ်ဘူးအားကြောင့်မလို့ပေါင်းနည်းနည်းတွဲကြည့်လို့2နှစ်3နှစ်မှာအဲ့လောက်ပတ်လည်လောက်ဆိုလို့ရှင်ဒါနည်းနည်းသိပြီလေလူတယောက်ကြောင်းဒါငါယူတင်လားမယူတင်ဘူးလားဆိုအဲ့ဒီအချိန်မှာသိပြီးတအားတူဝေမနေဘဲနဲ့ယူရရှိရယူလိုက်နော်နောက်ကိစ္စနောက်မှရှင်ဒါမတက်နိုင်ဘယ်လောက်ပဲတွတ်ဘူးမှလည်းမသိဆိုတော့အခုပြောသွားတာတွေကအိမ်တောင်ပြုကျင်ပါတယ်ခလေးမွေးခြင်းနဲ့မိသားစုဘဝလေးတစ်ခုကိုအလိုချင်တယ်လို့ကျင်းစီပေါက်ကိုသိနေတဲ့အမျိုးသမီးတွေအတွက်ပြောသွားတာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အရေးကြီးဆုံးတစ်ချက်ကိုပြောချင်ပါတယ်အမျိုးသမီးတိုင်းအတွက်အဲ့ဆိုအမျိုးသမီးတစ်ယောက်ရဲ့ဘဝကလူတွေသတ်မှတ်ထားသလိုမျိုးလင်ယူသားမွေးအဲ့လိုမျိုးလုံမှဒီဘဝအတိတ်ပဲရှိတာမဟုတ်ပုံစံကွက်ကြီးထဲမှာအဲ့လိုမျိုးကြောင်းတက်ဘွဲရယောက်ျားယူခလေးမွေးအသက်ကြီးအဲ့လို life ကြီးမှာမနေဘဲနဲ့လေဘဝလုံးဝအတိတ်ပဲရှိနိုင်တယ်ဒါကို choice ပဲเนาะ different choice better ဆိုတာမရှိဘူးဘယ်ဟာမဆိုကောင်းတယ် single ဘဝဖြစ်နေမဲ့လူကလည်း single ဘဝရဲ့အတားချက်တွေအများကြီးရှိတယ်တချို့ရှိပါတယ်မလိုချင်လို့ဒီလမ်းကိုရွေးထားတာပဲဖြစ်ဒါမှမဟုတ်လိုချင်ပေမဲ့လို့ကိုနဲ့ကိုက်ညီတယ်ကိုကစိတ်ကြက်မတွေ့လို့ယူရင်းနဲ့ over 35ဖြစ်သွားတယ် single တွေလည်းရှိတယ်အဲ့ဒါကြတော့လေ single ဘဝကလည်းသူ့ဟာနဲ့သူအတားချက်တွေရှိတယ်ဥပမာခလေးမမွေးလိုက်ရလို့ခန္ဓာကိုယ်ကပျက်စီးစရာမလိုပြီးတော့ထကျင်တဲ့ချိန်ထားအိတ်ချင်တဲ့ချိန်အိတ်ဘယ်သူနဲ့မှလည်းညှိနှိုင်းကြမလို့လွတ်လပ်စာပြေကိုပစံကိုတော့ခီးသွားအောင်မလားစိတ်သွားတိုင်းကိုပါတယ်ဟုတ်တယ်ဟုတ်ဘာ drama ဘာ relationship ငါယောက်ျားဖောက်ပြန်มาတယ်ငါမပြောတော့တာအဲ့မျိုး drama တွေလည်းသူတို့ရဲ့ life မှာမရှိဘူးယူရာမြူရာပတ်တာကိုကအမြဲတမ်းလှပထက်မြက်ပြီးတော့သိရမလားအဲ့လိုမျိုးဟို healthy ဖြစ်ပေါ့နော်အဲ့လိုကို maintain ဖြစ်နိုင်ဖို့ပဲအရေးကြီးတယ်အထူးသဖြင့်ဒီ Asian ပေါ့နော်အာရှရဲ့ culture မှာလက်ခံထားတဲ့မိန်းကလေးတွေဆိုလို့ရှိရင်ဒီပုံစံကွက်ကြီးပေါ့နော်ဟိုလက်ထက်ရမယ်ဘာညာကွဆိုတာအဲ့ဒီဖိအားတွေ culture ရဲ့ဖိအားတွေကိုလည်းခေါင်းထဲမှာမထည့်နဲ့ကိုယ့်ရဲ့ဘဝကိုတကယ်က fully living ပျော်နေဖို့ပဲအရေးကြီးနော်ခလေးမွေခြင်းအောင်တော့ခလေးလိုချင်အောင်တော့မွေးစားလိုက်လို့ရတယ်လေအခုခေတ်မှာနီးပညာရှိတယ်ကိုကပတ်စံရှိတယ်ကျမ်းမာနေတယ်ဆိုလို့ရှိရင်မွေးစားလိုက်ဘာမှဖြစ်ဘူးခလေးကကိုယ်တိုင်မမွေးရလဲ it's okay ဘာမှဖြစ်ဘူးဒါအိမ်အောင်ရှင်ပေါ့နော်ဒါအိမ်အောင်ရှင်မရော single လုပ်တဲ့တာနော်အခုပြောမယ့်တစ်ချက်ကကြတော့ကိုလှပကြော်ရှင်းပြီးကျမ်းမာပြီး gym နေသွားမယ် skin care တွေလုပ်မယ်အဓိကပျော်ဖို့အဲ့ဒါကတကယ်ကိုအရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်55ကျော်တဲ့အမျိုးသမီးတွေကိုကအခုထိပေါ့နော်ဟိုရွေးချယ်ခြင်းသေးတယ်ဆက်ပြီးရွေးချယ်ခြင်းတယ်ဆိုလို့ရှိရင်လည်း it's okay
နော်ရွေးချယ်စရာ chance ဘယ်လိုပြောမလဲဒီဟာ narrow ဖြစ်သွားကျင်းသွားဘောင်ကျင်းသွားတာပဲရှိတာလေလုံးဝ zero chance မဟုတ်ဘူးเนาะဟိုကိုလိုပဲတခြားကိုလိုပဲရှာဖွေနေတဲ့အမျိုးကောင်းသားရင့်ကျက်နေတဲ့လူမျိုးတွေကိုတွေ့နိုင်သေးတာပဲလေဆိုတော့ give up မလုပ်နဲ့အဓိကကိုကိုလှအောင်နေမယ်ကျန်းမာအောင်နေမယ်ပျော်နေအောင်နေမယ်ကိုဘဝကို fully enjoy လုပ်ဖို့ကအဓိကပဲနော်ခြုံပြောမယ်ဆိုလို့ရှိရင်ယောက်ျားယူတာကောင်းတယ်လည်းမဟုတ်ဘူး single နေတာကောင်းတယ်လည်းမဟုတ်ဘူးဘယ်ဟာမှဆိုမကောင်းအကောင်းဆိုးဆိုတာရှိတယ်ပေါ့နော်ယူမဲ့လူတွေကယူစရာရှိတဲ့ဒီအသက်ပိုင်းတွင်းမှာကလေးယူအဲ့ဒါအကောင်းတယ် the best မယူမဲ့လူတွေကလည်းကိုယ့်ရဲ့ single life ကိုဘယ်လိုဖြတ်သန်းမယ်ဘယ်လိုကြည်ကြည်နက်နက်ကြီးနေမယ်ဆိုတာ independent ပေါ့နော်ဘာသူတို့ပြောနေတယောက်တည်းတောက်ပါမယ်ပေါ့အဲ့လိုပုံစံမျိုးဘယ်လိုနေမယ်ဆိုတာ plan ချနိုင်ဖို့ပဲအဓိကကိုယ့်ရဲ့ဘဝလူနေမှုနေထိုင်မှုကိုဘယ်လိုလိုချင်နေဆိုတာနဲ့အပြည့်အဝပျော်နေဖို့ပဲလိုပါတယ်လို့မြေသမီးတွေကိုပြောချင်ပါ